တခါတုန်းကပေါ့လောကကြီးအပေါ်အမြဲတမ်းဒေါသအာဃာတတွေနဲ့ပြည့်နှက်နေတဲ့လူမိုက်တရားရှိခဲ့ပါတယ်သူဟာမိမိဘဝကိုတခါမှမကျေနပ်နိုင်ပဲအရာရာဟာသူ့ကိုပဲဝိုင်းပြီးဒုက္ခပေးနေသလိုအမြဲတမ်းအဆူးမြင့်တဲ့သူပေါ့ဒီနေ့မှာတော့သူဟာဥတီယာမရှိတဲ့ခရီးတစ်ခုကိုထွက်လာခဲ့ပါတယ်လမ်းတစ်လျှောက်ရှောက်လန်းနေရင်လည်းလောကကြီးကိုစိတ်တူနေခဲ့တာပါသူ့ရဲ့အမြင်မှာလမ်းခီးတစ်လျှောက်အရာအလုံးဟာအစစ်မပြေတာကြီးပါပဲတစ်ပင်တစ်ပင်ကလမ်းပေါ်မှာအရေးဖေးနေတာကိုတော့လမ်းသားနေတယ်လို့မြင်ပြီးခုတ်ထိဖြက်စီးလေလမ်းဘေးကကြောက်တုံးလေးကိုမြင်ရင်လည်းအမြင်မတော်ဘူးဆိုပြီးဒေါသတကြီးကန်ကြောက်ဖြစ်ခဲ့ပါတယ်ဒီလိုနဲ့ချောင်းတစ်စိမ့်သားကိုရောက်လာတဲ့အခါချောင်းကိုဖြတ်ကူးဖို့တရားတစ်စိမ့်ထိုးထားတာကိုတွေ့လိုက်ရပါတယ်သူဟာအေးလူလူဖြတ်ကူးပြီးတဲ့နောက်မှာတော့ငါကူးပြီးပြီဆိုတော့နောက်ကလူတွေကူးဖို့မလိုတော့ဘူးဆိုတော့ရုပ်ညံ့တဲ့အတားစိမ့်နဲ့တရားကိုဖြတ်စီးပြလိုက်ပါတယ်တရားလေးဟာချောင်းရည်တွေကိုဝုန်းကနေကျိုးပြတ်ကျသွားကြရရှာပါတယ်ခရီးဆက်လာရင်နေပူရှင်ကပြင်းထန်လာတာမို့သူအလွန်မောဟိုက်လာပါတယ်အဲ့ဒီအချိန်မှာလမ်းဘေးကရေအိုးစင်လေးတစ်ခုကိုတွေ့လိုက်ရတယ်လေရေရှိရင်တော့တောက်ရမှာပဲလို့မျှော်လင့်ချက်နဲ့ရေအိုးကိုဖွင့်ကြည့်လိုက်တဲ့အခါရေကမရှိပါဘူးဒါဟာသူ့ရဲ့ဒေါသကိုမီးလောင်ရလေပြန့်လိုက်သလိုပါပဲဘာလို့ရေမဖြေထားတာလဲလို့လောကကြီးကိုအပြစ်တင်ရင်အဲ့ဒီရေအိုးကိုပါအစိတ်စိတ်အမြောင်မြောင်ရိုက်ခွဲပြလိုက်ပါတော့တယ်နောက်ဆုံးမှာတော့သူဟာညောင်ပင်ကြီးအောက်ကိုရောက်လာပါတယ်ညောင်ပင်ကြီးရဲ့အရေးအေးနဲ့လေငင်းလေးကြောင့်ဒီမှာခဏနားအောင်မှဆိုပြီးထိုင်ချလိုက်တဲ့အချိန်မှာပဲမြေကြီးတွေကတစုံတရာတောက်ပနေတာကိုမြင်လိုက်ရပါတယ်တူးကြည့်လိုက်တော့ရွှေတုံးတီပြည့်နေတဲ့ရွှေအိုးကလုံးဖြစ်နေပါတော့တယ်လူမိုက်ကအရန်ကိုဝမ်းတာသွားပြီးငါဟာတကယ်ကိုကံကောင်းတဲ့သူပဲလို့ကိုကျေနပ်မဆုံးဖြစ်နေချေပါတယ်အဲ့ဒီနောက်မှာတော့စိတ်ထားမွန်မြတ်တဲ့လူကောင်းတလို့ဟာလေအဆိုပါလန်ခီအတိုင်းခရီးထွက်လာခဲ့ပါတယ်သူ့ရဲ့နှလုံးသားထဲမှာတော့မေတ္တာတရားနဲ့တနာကျင်နာမှုတွေကိန်းအောင်နေပါတယ်လန်ခီတစ်လျှောက်မှာပျက်စီးနေတဲ့အရာတွေကိုတွေ့တိုင်းအိုးဒီအတိုင်းထားရင်နောက်ကလာမဲ့သူတွေဒုက္ခရောက်မှာပဲလို့တွေးပြီးကိုချင်းစားတတ်သူပါသူချောင်းသားကိုရောက်တဲ့အခါမှာတော့တရားလေးကျူးပြက်နေတာကိုတွေ့လိုက်ရပါတယ်ဒါကိုဒီအတိုင်းထားလို့မဖြစ်ဘူးဆိုပြီးသူတက်နိုင်သမျှအားရင်းနေတရားကိုပြန်လဲပြုပြင်ပေးခဲ့ပါတယ်နောက်ကလာမဲ့ခရီးဆယ်တွေအဆင်ပြေဖို့အတွက်သူဟာပင်ပန်းမှုကိုမမှုပဲကြိုးစားခဲ့တာပါခရီးဆက်လာရင်ရေဦးစင်သားကိုရောက်တဲ့အခါရေဦးကကွဲနေတာကိုတွေ့လိုက်ရပါတယ်သူဟာစိတ်မပြတ်ပဲနေပူထဲမှာမောလာမဲ့သူတွေရေငတ်နေကြမှာပဲဆိုတဲ့စေတနာနဲ့ရေဦးအစ်စ်ကိုဝယ်ယူပြီးရေအပြည့်ဖြည့်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာလေညောင်ပင်ကြီးအောက်ကိုရောက်လာခဲ့ပါတယ်ပင်ပန်းလာတာမို့ခဏနားမို့ထိုင်ချလိုက်တဲ့အချိန်မှာပဲမထင်မဖဲတစ်ပင်ပေါ်ကညောင်ခိုင်းကြီးတစ်ခုဟာကျိုးကျလာပြီးသူ့ရဲ့ပေါင်ပေါ်ကိုတိုက်ရိုက်ပြီးမိပါတော့တယ်ပေါင်ရိုးကျိုးသွားတဲ့ပြင်းထန်တဲ့နာကျင်မှုနဲ့အတူသူဟာလောကကြီးကိုအားငယ်စွာနဲ့မေးခွန်းထုတ်လိုက်ပါတယ်ငါကောင်းမှုတွေပဲလုပ်နေပါရဲ့နဲ့ဘာကြောင့်ဒီလိုဆိုးကျိုးတွေခံစားရတာလဲအဲ့ဒီအချိန်မှာပဲတရားမင်းဟာကိုထင်ပြပြီးဤသူရှင်းပြခဲ့ပါတယ်ချစ်သားပထမကူးသွားတဲ့လူမိုက်ဟာအတိတ်ဘဝကကောင်းမှုတွေပြုခဲ့တာမို့ဒီနေရာမှာရွှေအိုးလေးလုံးရဖို့ကံပါလာခဲ့တယ်ဒါပေမဲ့ဒီဘဝမှာသူဟာမကောင်းမှုတွေပြုခဲ့တဲ့အတွက်ရွှေအိုးတစ်လုံးမရတော့တာပေါ့မင်းကတော့အတိတ်ဘဝကအာကုသိုလ်တွေများခဲ့တာမို့ဒီနေရာမှာညံကိုင်းပြီးတေးရမယ်ကံပါလာခဲ့တယ်ဒါပေမဲ့မင်းရဲ့ယခုဘဝမှာပြုလုပ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေကြောင့်ပဲအတက်မဆုံးရှုံးတော့ပဲပေါင်ရိုးကျိုးယုံနဲ့ကံကြမ္မာကပေါ့ပါတော့ရတာဖြစ်တယ်ဒါကြောင့်ဓမ္မမိတ်ဆွေတို့ကောင်းမှုတွေလုပ်နေပါရဲ့နဲ့ဘာလို့မကောင်းတာတွေကြုံနေရတာလဲလို့စိတ်ပြတ်အားငယ်မနေပါနဲ့အတိတ်ကပါလာခဲ့တဲ့မကောင်းတဲ့ကံဟောင်းတွေကြောင့်ဖြစ်နိုင်သလိုယခုသင်ပြုလုပ်နေတဲ့ကောင်းမှုတွေဟာလည်းအနာဂတ်မှာဖြစ်လာမယ့်ဘေးဒုက္ခကြီးတွေကိုရော့ပါအောင်တားဆီးနေတာဖြစ်ပါတယ်ပစ္စုပန်မှာကောင်းတာကိုဆက်လုပ်ပါမေတ္တာတရားကိုလက်ကင်ထားပါတစ္ဆေကောင်းမှာအတီးကောင်းရတယ်လို့ပဲစင်ကြယ်တဲ့စေတနာနဲ့စိုက်ပျိုးထားတဲ့ကောင်းသောအကြောင်းတရားဟာတင့်ထန်ကိုကောင်းသောအကျိုးတရားအဖြစ်ပြန်လဲဆက်ရောက်လာမှအတိအချပါပဲဘဝရဲ့ခရီးလမ်းမှာကံကောင်းခြင်းတွေထက်ကံမှန်ခြင်းတွေနဲ့တာလျောက်လန်းနိုင်ကြပါစေဓမ္မရည်မြုံ channel နဲ့အတူတရားတော်ရဲ့အလင်းလောင်ကိုဆက်လက်လေ့လာစီးပူးကြရအောင်ပါနော်
အားလုံးပဲကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ။